ကဲဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လောလက်စာ series လေးဖြစ်တဲ့ကျွန်တော်ဒီပေါ့ Last of Us series ကို pro လေးကျွန်တော်ဒါနောက်ပိုင်းပေါ့နော်အဲ့နောက်ပိုင်းမှာကျွန်တော်မနေ့ကပြောခဲ့တဲ့အတိုင်းပဲပေါ့ကျွန်တော်ဒီ SOC မှာဘယ်လိုပြောမလဲ level 1တယောက်အနေနဲ့ basic ရှင်းရတဲ့အလက်တွေကိုကျွန်တော်အရင်ဆုံးပြောပြမှာမလို့ကျွန်တော်အဲ့လိုမျိုးအလက် new အဲ့လိုမျိုးပေါ့ဒီနေ့နောက်တစ်ခုထပ်ပြီးတော့လုပ်မယ်ကျွန်တော်ဘာလို့ဒီ series ကိုအချိန်ကုန်ခံပြီးလုပ်နေရလဲဆိုတော့လေလောကဒီနှစ်မျိုးရည်ရွယ်တယ်ဗျာနှစ်မျိုးရည်ရွယ်ဆိုဘယ်လိုမျိုးလဲဆိုတော့ပထမတစ်ချက်လောကဒီ SOC analyst အလုပ်ကိုလောကကိုကအစိမ့်တက်ရောက်လာတဲ့လူမျိုးဗျာဥပမာအဲ့လိုမျိုး try hand ပြီးတော့ hard box ကနေသူလေ့လာတယ်ကိုလုပ်တယ် SOC level 1အဲ့လိုမျိုးတွေ like လုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကိုယ်တိုင်အလက်ရှင်းဖို့တဲ့ experience ဘာညာမရှိတော့အဲ့လိုမျိုးပေါ့တကယ်တမ်းကိုက knowledge တွေဘာတွေတိအကြောင်းနာဝတစ်ခုရှိရတာနဲ့အဲ့လိုမျိုးပေါ့တကယ်အလက်ရှင်းတဲ့အချိန်ကျရင်ဘယ်အစားကောက်ကင်လို့ကိုင်ရမှမသိတဲ့လူမျိုးအဲ့လိုမျိုးဒီလိုမျိုးတစ်ဖွဲ့ပေါ့နော်နောက်တစ်ဖွဲ့ကကြတော့ဘယ်လိုမျိုးလဲဆိုတော့လိုမျိုးပေါ့ဗျာ SOC ကိုနောက်ပိုင်း junior အနေနဲ့ဝင်မဲ့လူတွေအဲ့လိုမျိုးအနေနဲ့ကြာရင်တကယ်တမ်း company တွေဘာတွေကနေပြီးတော့ real world scenario မျိုးဘာမျိုးအဲ့လိုမျိုးမေးလာခဲ့လို့ရှိရင်လုံးဝအလွယ်တကူဖြေနိုင်အောင်လို့ကျွန်တော်ရည်ညွှန်းတယ်အဲ့လိုမျိုးဘယ်လိုပြောမလဲဥပမာကျွန်တော်အခုဒီနေ့အဲ့လိုမျိုးပေါ့ proof ဘယ်လိုရှင်းလို့ရလဲ proof ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးစစ်လို့ရလဲဘာညာကျွန်တော်ရှင်းပြတယ်အဲ့လိုမျိုးတကယ်လို့ interview မှာဒါမျိုးတွေမေးလာနိုင်တယ်ကျွန်တော်ခဏခဏကြုံဘူးတယ်နိုင်ငံခြား interview တွေမှာကျွန်တော်ခဏခဏကြုံဘူးတယ်အဲ့ကြတော့ဘယ်လိုအနေနဲ့ဒါမျိုးကိုကျွန်တော်အနေနဲ့ဖြစ်နိုင်တော့တေချာလိုက်ကြည့်ပြီးတော့ကျွန်တော်ဘယ်လိုတွေးလဲကျွန်တော်ဘယ်လို approach လုပ်လဲဘယ်လိုစစ်လဲဘယ်လို extract ထုတ်လဲဘာညာအဲ့ဒါတွေအကုန်လုံးကျွန်တော်ဖြစ်နိုင်ရင်လိုက်ကြည့်စေချင်တယ် like လုပ်စေချင်တယ် okay ကျွန်တော်ပြောတာလည်းများပြီဆိုတော့ကျွန်တော်ဒီနေ့စဉ်းစားထားတဲ့အလက်ကဒီ SUN injection ticket ဆိုတော့ဒီလက်လေးကိုကျွန်တော်စဉ်းစားထားတယ်အဲကြတော့ကျွန်တော်ဒီလက်ကိုပထမဆုံးအနေနဲ့ online စစ်စာရေးမယ်โอเคကျွန်တော်ဒီ platform လေးကိုဘာလို့ရွေးလဲဆိုတဲ့ကိစ္စကိုကျွန်တော်ဘရိုပြောပြမယ်နော်။ဟိုဒီ platform လေးကဘာလို့ရွေးလဲဆိုတော့ကျွန်တော်တို့ဒီသူကဆင်းနဲ့တော်တော်တူတယ်။အဲ့လိုဒါကကျွန်တော်တို့ alert မြင်ရမယ့် screen မျိုးကဒီ main channel ဆိုရင်ဒါ alert မြင်ရမယ့် screen လိုမျိုးပဲတော်တော်နီးနီးစပ်စပ်လေးတူတယ်။ပြီးရင် log management ဆိုရင်ဒါကျွန်တော်တို့ဒါ raw log တွေရှာလို့ရတဲ့နေရာမျိုးကျွန်တော်တို့ဒါဆိုရင်ဒီမှာ UI လေးကလည်း supply နေအောင်နည်းနည်းခက်စင်တယ်ပေါ့နော်။အဲ့လိုမျိုးလေးရှိတယ်။ market management ဆိုဒါတကယ်ပြောရင် Jira လိုမျိုးပဲဗျာ။အဲ့လိုမျိုးလေးရှိမယ်။ဒီ endpoint security ဆိုဒါ EDR like ပေါ့အဲ့လိုမျိုးပုံစံမျိုးပဲဒီမှာ email ဆိုရင်လည်းဒါဆိုရင် EDR တွေမှာတစ်ခါလဲတွဲပါလေးရှိရဗျာ။ပြီး threat intelligence ဆိုရင်ဒါတော့ကိုယ့်အနေနဲ့ကိုဗျာ။အဲ့လိုမျိုးပေါ့ဒီ virus တို့တဲတော့ပြီးသွားရင်တော့ abuse of CH တို့ဘာလို့အဲ့လိုမျိုးတွေကိုယ့်ကိုဖွင့်ထားလို့ရဗျာပြီး sandbox ဆိုရင်ဒါကိုယ့်ဟာနဲ့ကိုယ်ဘယ်လိုပြောမလဲ set လုံး create လုပ်ထားမျိုးဖြစ်ဖြစ် end run ဖွင့်ထားမျိုးဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ anything ပေါ့နော်အဲကြတော့ဒါဘယ်လိုပြောမလဲပုံမှန် SOC သမားတယောက်အနေနဲ့ကန်ရမယ့် tools တွေတောင်းရမယ့် platform တွေအတူပဲဒီဟာကိုကြည့်ပြီးတော့နောက်ပိုင်းဘယ်လိုပြောမလဲ try hand ပြလဲတော့ threat ဘယ်လိုပြောမလဲ simulator ဆိုပြီးတော့ဖွင့်တယ်ဗျာဒါပေမဲ့တော့ကျွန်တော်ဒါတော့တိတ်သဘောမကျဘူးဗျာ okay ထားပါတော့ဒါတော့ကျွန်တော်အမြင်လို့ပါ okay အဲကြတော့ကျွန်တော် monitoring နဲ့ပြန်သွားမယ်ပေါ့ကျွန်တော် investigation ကိုဝင်မယ်ပြီးသွားရင်ကျွန်တော်လုံးနေကြထုံးစံတိုင်းဒီလောက်ကိုကျွန်တော်ဖြည့်ကြည့်မယ်ဒီအလက်ကိုလက်ကိုဖြည့်ပြီးတော့ကျွန်တော်ဘာကြည့်မလဲဆိုတော့ဒီမှာ SQL injection ဆိုတော့ကျွန်တော်သိပြီးသားအတိုင်းပဲကျွန်တော် web server တွေဘာတွေမှာကျွန်တော်တို့ကဒီလိုမျိုး inject ထိုးပြီးတော့ကျွန်တော်တို့ကဒီ database ပေါက်နေလားမပေါက်နေလားသူက authentication bypass လုပ်လို့ရတယ် data exfiltration လုပ်လို့ရတယ်အဲ့လိုမျိုးပေါ့ဒီလုပ်လို့ရတဲ့ capability အဲ့လိုမျိုးရှိရပေါ့ data ကို exfiltrate ထုတ်ကြည့်ရမျိုးအဲ့လိုမျိုးတချို့ရအဲ့လိုမျိုးပေါ့ database တွေ dump လိုက်တာမျိုးဘာမျိုးလုပ်လို့ရဗျအဲ့ကြတော့ကျွန်တော်တို့ဒီ SQL injection attack ကလည်းတကယ်တမ်းကြာရင်ဒါ image ကြီးအထက်ထဲမှာပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဟောချက်မယ် data ကျွန်တော်ဆွဲထုတ်မယ်ပေါ့ဒါမနေ့ကရှင်းထား data ကျွန်တော်ဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်လိုတဲ့ data ဆွဲထုတ်မယ် okay ဒီမှာကျွန်တော်ဒီမှာ source address လိုမယ် source address က public IP ဖြစ်နေ okay အဲ့တော့ကျွန်တော်တို့ယူမယ်အဲ့ဒါပြီးရင် destination address အဲ့ဒါကိုရဲ့ internet web server ကိုလာမှာအဲ့ဒါကိုလည်းကျွန်တော်တို့ယူမယ်ပြီးရင် host name ကျွန်တော်ဒါလေးလိုတယ်အဲ့ကြတော့လိုတော့ကျွန်တော်ထည့်မယ် okay ပြီးသွားရင်ကျွန်တော် event time လိုတယ်ဘာလို့လဲဆိုတော့ဘယ်ချိန်ကကျွန်တော်ကဒီအချိန်ကိုအဲ့လိုမျိုးပေါ့ဒီရှင်းနောက်ယူတာဖြစ်ဖြစ်အဲ့လိုမျိုးပေါ့တမျိုးအဲ့လိုရှေ့နိုင်ရွက်နောက်နိုင်ရွက်အဲ့လိုမျိုးယူပြီးတော့ဗျာဒီကြားမှာလောက်သွားတဲ့ web request တွေပါတယ်ကျွန်တော်ကြည့်လို့ရတယ်ဖမ်းလို့ရတယ်တော့အဲ့မှာဆက်ပြီးတော့စိတ်ဝင်စားရရှိရင်ကျွန်တော် timeline ကိုဆွဲချက်သွားပြီးတော့ဘယ်ချိန်မှာရက်သွားလဲဘယ်ချိန်မှာစဖြစ်တာလဲဒါတွေအကုန်လုံးစစ်လို့ရတယ်အဲ့ဒါကြောင့်မို့အချိန်ကလည်းရေးကြည့်အခန်းကဏ္ဍမှာပါတယ်အဲ့ကြောင့်အချိန်မဖြစ်နေယူရပါ okay ကျွန်တော် request ယူပါတယ်တဲ့ဒါကြောင့်ကျွန်တော်ဒါလေးကိုယူနိုင်မယ် okay ပြီးရင် device action အလောင်းဖြစ်သွားတယ်အဲ့ဒီလည်းကျွန်တော်ယူလိုက်မယ် okay so ကျွန်တော်တို့ဒါလိုအပ်တဲ့ information တွေအကုန်ယူပြီးသွားပြီယူပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီ source address ကနေစဆက်မယ်ပေါ့ကျွန်တော်ပထမဆုံးအနေနဲ့ so sorry ဒါနဲ့လုပ်နေပြီ okay ကျွန်တော်ဒီ address လေးကိုကူးမယ်ကူးသွားရင်သူတို့ရဲ့ပါပြီးသား threat intelligence ပေါ့နော်အကောင်မှာကျွန်တော်အရင်ဆုံးဆက်မယ်အဲ့တော့ကျွန်တော် free test ကိုထည့်လိုက်တယ် search နေမယ်ဘာပါမလဲဘာ okay ဒါမပါဆိုရင်ဒီစာမကြည့်ကျွန်တော်ဘာချမလဲကျွန်တော် virus တို့တက်သွားမယ်ပြီးသွားရင်နောက်တစ်ခုဘာရှိမလဲဆိုတော့ကျွန်တော်သုံးတဲ့ abuse IPTP ဆိုတာရှိတယ်ဒါကျွန်တော်သုံးနေကြတဲ့ခုပေါ့နော်တော့အကောင်လေးရှိမယ်ကျွန်တော်အဲ့ဒီမှာခုန IP လေးကိုတက်လို့ရိုက်ခဏမယ် okay ပေါင်းရအောင် database တဲ့တော့သူဒီ IP နဲ့ tag လောက်ထားတဲ့ဟာလေးကဒီလိုလေးရှိရပါတော့တော့ web app attack တဲ့ brute forceဒါလည်းပြောရင် web application attack တွေပါပဲ okay ကျွန်တော်တို့အဲ့ကြတော့နောက်တစ်ခုဆက်သွားမယ်ကျွန်တော်ဒီမှာ IP လေးကိုထည့်လိုက်မယ်okay ဒီမှာကြည့်သူကတော့ဒီ IP မှာ malicious ဖြစ်တယ်လို့သူတို့ပြောတယ်အဲကြောင့် community မှာကျွန်တော်ဆက်ကြည့်မယ်မျိုး exposure ဒီလိုအဲကြတော့ဒါဘယ်လိုပြောမလဲဒီ IP ကတခုခုဥစားဖြစ်တဲ့ malicious သုံးတဲ့ IP တခုခုလို့တော့စပြီးတော့မြင်နေရတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီမှာအောက်မှာထည့်လိုက်မယ် API send US yes လို့ကျွန်တော်ထည့်လိုက်မယ် okay အဲ့တော့ကျွန်တော်တို့တစ်ခုစစ်ပြီးသွားပြီကျွန်တော် source IP ကိုဖယ်လိုက်တော့မယ် okay ပြီးရင်နောက်တစ်ခုကျွန်တော်ဗာကြည့်မယ် okay ကျွန်တော်ဒါ threat intelligence မှာပထမဆုံးစစစ်တာပေါ့နော်အဲ့ကြောင့်ကျွန်တော် DIP နဲ့ပဲထည့်ကြည့်လိုက်မယ်ဘယ်လိုကြည့်ရမလဲဆိုတော့ DIP ကဘာတွေဆက်လုပ်သွားလဲဆိုတဲ့ကိစ္စကိုကျွန်တော်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီမှာဘာရွေးမလဲဆိုတော့ source address contain ဒီ value ရိုက်လိုက်ပြီ okay အဲ့ကျွန်တော် log လေးချက်ကြည့်မယ်နော် okay ကျွန်တော် log ကိုဆွဲထုတ်လိုက်ပြီဆွဲထုတ်လိုက်တော့ဒီမှာဒီ log ကိုကျွန်တော်တို့ဆက်စာရင်ဖတ်မယ်နော်အဲ့ log ကိုဆက်စာရင်ဖတ်တဲ့အချိန်မှာကျွန်တော်တို့ဒီ
raw log တွေအကြောင်းကျွန်တော်တေချာသိဖို့လိုတယ်ဗျအဲ raw log တွေမှာကျွန်တော်တို့ဘယ်လို request တွေကဘယ်လိုအလုပ်လုပ်လဲဘာတွေဘယ်လိုရှိလဲဆိုတော့ကျွန်တော်ချက်ကြည့်မယ်အဲ့ပထမဆုံးအနေနဲ့ကြည့်ရမှာကျွန်တော်တက်အောင်ဒီကောင်က source id ပြီးသွားရင်ဒီကောင်ကကြတော့ timestamp okay ပြီးသွားရင်ကျွန်တော်ဒါကြတော့ what request ဒီကောင် what request ဒီကောင်က http version ပြီးသွားရင်ဒီမှာ version 1.1ပြီးရင်ဒီကောင်ကကြတော့ status code ဒီကောင်ကကြတော့ response size ပြီးသွားရင်ကျွန်တော်ဒီကောင်လေးရှိတယ်ဒီကောင်လေးကကြတော့ဘာလဲဆိုတော့ဒါ user agent ကိုခေါ်တယ် okay အဲ့တော့ကျွန်တော်ဒီ request ကိုကျွန်တော်တစ်ချက်ကြည့်မယ်နော်တစ်ချက်ကြည့်လိုက်တော့ %20 %28 okay ကျွန်တော်တို့ဒီ request လေးကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာဆိုရင် get request ကျွန်တော်တို့ဘာဖြစ်သွားလဲဒါကြတော့ you ရတဲ့ page ကိုပေါ့နော်ဒါလုံးဝသူရဲ့ access လုပ်တဲ့ page အဲ့ access လုပ်တဲ့ page မှာဒါကြတော့ id ဆိုတာ parameter အဲ့ parameter နောက်မှာဒါကြတော့ inject လုပ်သွားတဲ့ page အဲ့ကြောင့်ကျွန်တော်ဒီ page လို့လေးရှုမယ်ပြီးသွားရင်ဒီမှာ %27 လို့ဒီမှာ %27 %28 ဘာညာအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ URL encode လုပ်တာညာအဲ့ကြောင့်ကျွန်တော် URL ဒီကုန်းနဲ့ကျွန်တော်တို့ဒီကုန်းပြန်လုပ်မယ် okay ကျွန်တော်ဒီကောင်လေးကို URL ဒီကုန်းလုပ်မယ်ဒီကုန်း okay ဒီမှာကျွန်တော်တို့ဒီကောင်လေးထွက်လာတယ်အဲ့ကောင်လေးထွက်လာကျွန်တော်ဒီတိုင်းကြည့်ဗျာကျွန်တော်နားမလဲဗျာနားမလဲတော့ဘာလို့ကျွန်တော်ရှင်းရှင်းလေးဗျာကျွန်တော်ဘာလုပ်လဲချက်ကြည့်ပြီးသွားတော့ဟုတ်အဲ့ကြောင့်ကျွန်တော်ချက်ကြည့်ပြီးခေါင်းလိုက်ပြီးချက်ကြည့်ပြီးမှကျွန်တော်ဒီကောင်လေးကိုဝါထည့်လိုက်မယ်ပြီးသွားရင်ဘာလုပ်မလဲဆိုတော့ explain this okay တော့ဒီကောင်လေးကိုလိုရိုက်လိုက်မယ်အမှသူရှင်းပြလိုက်မယ် this is SQL injection ပေးလို့တဲ့အမှတော့ဘာဖြစ်လဲဆိုတော့ testing vulnerability နော်နော်မယ်တော့ကျွန်တော်ဖတ်ကြည့်လိုက်မယ်ဗျာတော့ဘာဆက်ညံ့တာလဲဆိုတဲ့ကိစ္စမှာနော် picture အဲ့ကြတော့ကျွန်တော်ပထမဆုံး1ဟိုဟာကိုထည့်လိုက်တယ်ပြီးသွားရင် and ဆိုပြီးတော့ကျွန်တော်ဒီမှာဆက်သွားတယ် cat ဆိုပြီးတော့ okay ပြီးသွားရင် id and cat ဆိုတာဘာလဲအဲ့ကြတော့2574ကိုတခြားအဲ့လိုမျိုးပေါ့ဒီ evaluation force evaluation လုပ်တယ် possibly trigger and error တဲ့ပြီးသွားရင် သူအဲ့မှာဒီမှာစလုံးလေးတွေပါပြမယ်ဗျာအဲ့ကြတော့ဒီစလုံးလေးပေါ့ဒီစလုံးလေးယူမယ်အဲ့ကြောင့်ဒါ just marker တက်ပဲတဲ့ okay ဒီစလုံးနဲ့ဒီစလုံးနဲ့ okay တော့အဲ့လိုမျိုးအဲ့ကြတော့ original query တခုကိုသူက break down လုပ်လိုက်တယ်တဲ့ပြီးသွားရင်အဲ့လိုမျိုးဒီမျိုး string တခုအဲ့လိုမျိုးတတ်မှတ်ပြီးတော့သူကအဲ့လိုမျိုးပေါ့နာမပြန်ပြောင်းတယ်အဲ့ကြတော့ထားပါတော့ဒါပေးကြတာတခုကတော့ SQL injection လုပ်သွားတယ်ဆိုတဲ့သဘောပဲဗျာကျွန်တော်ဒါနဲ့ဒီတောင်းအဲ့လိုမျိုးမရှင်းတော့ဘူး okay ကျွန်တော်ဒါကကြတော့သိကြပြီဒီကောင်ဒီ IB ကလိုမျိုးကျွန်တော်တို့ SQL နဲ့စာစမ်းနေပြီ okay အဲ့ကြောင့်ကျွန်တော်2နေရာမှာ user agent က SQL မှာကျွန်တော်သိသွားပြီအဲ့ကြတော့ကျွန်တော် SQL လို့တရားရေးလိုက်ရတယ်ဒါပေမဲ့မရေးဘူးမရေးဘဲနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ လော်တွေကနေပြီးတော့ user agent အတိအကျကျွန်တော်ဆွဲထုတ်လိုက်မယ် okay ဒါ user agent ဟုတ်ပြီပြီးသွားရင် status ကိုဆက်ဆက်ပြသွားနော်အဲ့ဒါ200ပြန်တယ်အဲ့တော့ဒီမျိုးရေးထားလိုက်ပြီရေးထားလိုက်ပြီဆိုတော့ကျွန်တော်ဒီ raw log တွေကျွန်တော်ထပ်ဆင်တယ်ဒီလိုမျိုးဟာတွေပဲတက်တွေ့အောင်ပါဒီလိုတွေဒီကောင်သေးကြတယ်ဒါကတော့ကျွန်တော်တို့ SQL map နဲ့သူဟိုဟာဖြစ်နေတာ injection တွေလိုက်ထိုးနေတာဒီ id ဆိုတဲ့ parameter မှာပေါ့နော် okay ဒီမှာလည်း200ပြနေ200ပြနေတာကျွန်တော်တွေ့ရတော့တော်တော်များနေပါတော့ကျွန်တော်ဒီမှာစက်တာလေးရှင်းလိုက်မယ်ရှင်းလိုက်ပြီးတော့ကျွန်တော်နောက်တစ်နေရာကိုသွားဆက်မယ်โอ้ยကျွန်တော်အဲ့ကြတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းဒီမှာ200ဒီမှာပြောရရင် protocol တွေပြောရရင်ဒီမှာ response site တွေဒါတွေအကုန်လုံးကျွန်တော်ကြည့်ပါရကြည့်ပါဆိုတော့ဒီကောင်တွေကဒီကျွန်တော် IP မှာကြည့်အောင်လည်းလုံလောက်တယ်ပြီးသွားရင်ကျွန်တော်တို့ဘာဖြစ်မလဲဆို web server ကိုကျွန်တော်တက်သွားမယ်ကျွန်တော် web server ကိုဘာလို့သွားလဲဆိုတော့ဒါအကြောင်းရှိရပါတော့ကျွန်တော်ဒီ web server မှာကျွန်တော်တစ်ချက်ကြည့်တော့မှာကျွန်တော်ဒီကောင်ဘာဆက်လုပ်လဲဆိုတဲ့ကိစ္စဒီကောင်ဘလို့ဟိုပါပေါ့ဒီဆက်ထဲကိုလုံးဝ share အနေနဲ့လုံးဝဝင်သွားလားကျွန်တော်အဲ့တစ်ချက်ကြည့်ရမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီ app မှာဆိုရင်ဒီမှာ HP command share ဆိုပြီးတော့ကျွန်တော်သူက share အနေနဲ့ခေါ်နေတယ်နော်ခေါ်နေတဲ့အချိန်မှာသူကဘာဖြစ်လဲဆိုတော့ get okay ကျွန်တော်ဒီဟာကိုဒီလိုမျိုးပြနေရ pro မြင်မှာမဟုတ်ဗျအဲ့တော့ကျွန်တော်ဒီကောင်လေးကိုကူးလိုက်မယ်ကျွန်တော်ပြင်ရပါပြီ okay okay အဲ့မှာကျွန်တော်ကူးလိုက်တဲ့အချိန်မှာဒီမှာဆိုရင်တွေ့လားလုံးဝကျွန်တော်ဒီမှာ 1 equal 1 union select စပြီးကျွန်တော်ဒီမှာ1ကျတော့ဒါ euro တင်လိုက်မယ်ပြီးသွားရင်နားဟိုဟာထည့်တယ်ပြီးသွားရင်ဘာဖြစ်လဲဆိုတော့သူကတခါတည်း cross site ပါဆန်းသွားတယ် cross site ဆန်းပြီးတော့ကျွန်တော်ဒီမှာဒီကောင်ကို HP command share ဆိုပြီးတော့ဘာဖြစ်လဲဆိုတော့ get etc password ဖတ်သွားတယ်ဗျအဲ့ etc password ဖတ်သွားတဲ့အချိန်မှာဘာဖြစ်သွားလဲတွေ့လားမှန်တွေ့တော့ပြန်သွားတယ်ဆက်ဆက်ဖြစ်သွားတယ်အဲ့ဆက်ဆက်ဖြစ်သွားတယ်ဆိုတော့ဒါနည်းနည်း short ရစရှိနေဗျဒီ command အလုပ်လုပ်တယ်ဆိုတော့တခြား command တွေအများကြီးထပ်ဆန်းလို့ရဗျအဲ့လိုမျိုးပြီးသွားပြီးတော့ပြောရင် directory ဘာညာရောက်ပြီးသွားရင်နောက်ဆိုရင်ကျွန်တော်အဲ့လိုမျိုးပေါ့ share stable share တခုပြန်ပြီးတော့အဲ့လိုမျိုးပေါ့ထိုးတာမျိုးပါမျိုးသူလုပ်လို့ရတယ်ဗျအဲ့ကြတော့ကျွန်တော်ဒီကောင်မျိုးကနည်းနည်း short ရှိတယ်တတိထားမယ်တဲ့မှာပါတယ်ဒီကောင် web server ကမရှိဘူးထင်တယ် web server တောင်ပြောင်းတယ်အဲ့တော့ကျွန်တော် IP နဲ့ဆက်ရှာကြည့်လိုက်မယ်နာမည်ပြောင်းတယ်သူကနေသူပြောင်းလာ okay အဲ့ကြတော့ကျွန်တော်အနေနဲ့ဘာလုပ်မလဲဆိုတော့ဒီမှာ network connection ကျွန်တော်ကြည့်မယ်အဲ့ဒီမှာကျွန်တော် destination IP ဒီကောင်ရှိလားကျွန်တော်ဆက်မယ် wait ဘယ်ရအောင်ဒီမှာရှိရော okay ပြီးရင် terminal history မှာကျွန်တော်ကြည့်မယ်ဒီမှာဆိုရင်တွေ့လားတော့ browser config တို့ဘာလို့မှာ ls တို့ဟိုဖြစ်နေဗျာ who am I ဆိုရင်အဲ့မှာwho am I အဲ့ဒါတတိထားမယ်နော်အဲ့ who am I တို့ဘာလို့ကဒါဘယ်ပြောင်းလဲဆက်တဲ့ဘယ်ပြောင်းပထမဆုံးဗျာကျွန်တော်တို့ဒီတိုင်း Yona hacker အနေနဲ့စဉ်းစားကြည့်ဗျာအဲ့လိုမျိုးကျွန်တော်တို့ Panasonic အနေနဲ့စဉ်းစားကြည့်ပါညာကျွန်တော် CDL တွေဘာတွေပြင်ရဲဆိုရင်ပထမဆုံးကျွန်တော်တို့ဘာဖြစ်လဲဆက်တဲ့ညံဝင်သွားရင်ကျွန်တော် who am I ရိုက်တယ်ဗျာအဲ့ကြောင့် who am I တောင်းတောင်းကျွန်တော်ပုံမှန် Yona လေးပဲစဉ်းစားကြည့်လုံးဝ normal user ဆိုရင်ကျွန်တော်တို့ဒီ who am I ရိုက်လားမရိုက်ဘူးဗျာကျွန်တော်ပုံမှန်အားဖြင့်အဲ့လိုမျိုးဒီတိုင်းတကယ်တမ်းကို user ဘာဖြစ်အဲ့လိုမျိုးပေါ့ဒီ system admin ကတခါတည်းရ system admin အဲ့လိုမျိုးပေါ့ user နဲ့ဝင်ရလဲဘာညာမျိုးစက်တာမျိုးရှိမှာဗျာဒါပေမဲ့ဒီလိုမျိုး who am I ရိုက်တာရနည်းတတိထားမယ်ပြီးတော့ဒီမှာကြည့် BSWD test ပြီးသွားရင် CD analyst ဆိုပြီးတော့သူကဒီမှာစပြီးတော့ directory ခုန်ကူးနေရဗျာဒီမှာ password test user ဆိုရင် test ဆိုပြီးတော့ user ကိုသူကဖန်တီးသွားပြီဗျာဒီမှာအဲ့လိုမျိုးအဲ့ကြတော့ဒီစက်ကနည်းနည်းတော့ short ရှိနေပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော် connect လုပ်လိုက်မယ် okay ရပြီကျွန်တော်လုံးတဲ့လောက်လုပ်ပြီးသွားပြီလို့ထင်တယ်အဲ့တော့ကျွန်တော်တို့ဒါ playbook ကိုဆက်သွားမယ် playbook ဆက်သွားမှာဆိုတော့ကျွန်တော် monitor ထဲမှာဒီ alert ကိုကျွန်တော် create case လုပ်လိုက်မယ် okay ကျွန်တော်အမှဒီကောင်ဝင်သွားတဲ့အချိန်မှာကျွန်တော် playbook ဆက်ရမယ် okay understand why the alert was triggered in order to perform pattern analysis determine where the alert is for both data is final the rule ဘာလို့အဲ့လိုမျိုးပေါ့ဒီကောင်က trigger ဖြစ်သွားလဲဆိုတာကိုကျွန်တော်စပြီးတော့အရင်ဆုံးလေ့လာဖို့လိုတယ်တဲ့အဲ့ကြတော့ဒီ analysis directly အဲ့လိုမျိုးပေါ့
လောက်တာထက်ပြီးသွားရင်ဒီ rule ကဘာကြောင့် trigger ဖြစ်သွားလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်တဲ့အဲ့လိုမျိုးပြောတာဗျအဲကြတော့ကျွန်တော်ကတော်တော်များလေ့လာပြီးတော့ကျွန်တော် investigate လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော် next နေမယ် next နေတော့ဘာဖြစ်လဲဆို quality data တဲ့အဲ့လိုပေါ့ဒီ IB ဘယ်လိုပြောမလဲthat can be gathered quickly to get a better understanding of the traffic that can be summarized as follow okay ကျွန်တော် ownership IB လို့ဆို ownership ဘာညာကိုကျွန်တော်ကြည့်မယ်တဲ့ပြီးသွားရင်ဒီ traffic က internet ကလာတာလားတဲ့ပြီးသွားရင်ဒီ IB ကဘယ်လိုမျိုးပေါ့ web hosting လား pool address လားဘယ်လိုဟိုဖြစ်တာလဲပြီးရင်မှကြည့်ကျွန်တော်ခုနနော် reputation စစ်တယ် bias storage ရှိမယ် abuse IB ရှိမယ် Cisco data ရှိမယ်အဲ့တော့ကျွန်တော်ဒါလေးစစ်မယ်ဒီကုမ္ပဏီကအဲ့လိုမျိုးပေါ့ဒီ traffic ကတဲ့ဒီမှာနော်ကျွန်တော်ဒါလေးဖတ်မယ်နော် if the traffic is coming from the company now တဲ့ company now ကလာတာဆိုရင်အဲ့လိုမျိုးပေါ့ device ရဲ့ဟိုနေပြီးသွားရင်ဘယ်သူကနေပြီးတော့လုံနေရလဲပြီးသွားရင် awareness user နေအဲ့ဒါတွေအကုန်လုံးဆက်ရမယ် okay အဲ့ကြတော့ကျွန်တော်အနေနဲ့ခုန CGV ကဒီမှာဒါဆိုရင်ဒါ public now ပေါ့ဗျာဒါအတိအကျရ company now မဖြစ်နိုင်ဘူးတော့ okay အဲ့ကြတော့ကျွန်တော်ဒီကောင်းတွေကတော့ဟိုဖြစ်သွားပြီဒါ internet now ဆိုတော့ကျွန်တော်ဒါတွေကိုကြည့်ပြန်လို့ဒါပေမဲ့ဒါ knowledge အနေနဲ့ကသိထားမယ်ရဗျာ okay အဲ့ကြတော့ကျွန်တော် next တော့မယ် okay HTTP traffic ကိုကျွန်တော် examine လုပ်တယ်နေပြီးတော့ဒီမှာ SQL injection access comment injection ဘာညာဗျာအဲ့ကြတော့သူတို့ခုနဆိုရင်ကျွန်တော်ဒီ request မှာဆိုရင်သိချာကြည့်နော်သူလှုပ်သွားတာကဒီမှာဆိုရင်သိချာကြည့်ဒီမှာဆိုရင် cross site လောက်သွားတယ်ပြီးတော့ SQL injection ထိုးနေနေတော့ဒီမှာတစ်ခါတည်းမှာ comment injection မှာလောက်သွားအဲ့လိုတွေ့နော်အဲ့ကြတော့ comment injection ကဒီ get edc ပတ်ပေါ်တော့ comment injection ပဲဗျာအဲ့ကြတော့သူအမျိုးတော်များလောက်သွားတယ်ကျွန်တော် next နေမယ်ဒီကောင်ကဘယ်လိုပြောမလဲ decide whether traffic is based on your investigation တိတ်တင်ကြတယ်ဒါမှလည်းချက်လောက်သွားတာ okay အဲ့ကြတော့ဒါဘာ attack လိုက်လဲတဲ့အဲ့ကြတော့ကျွန်တော်ဘာ attack လိုက်လဲဆိုတော့ကျွန်တော် SQL injection ပြီးသွားရင်ဒီကောင် plan test လာတယ် penetration test ဆို attack simulation တော့လည်းအဲ့လိုပေါ့ဒီ false positive alert တွေဖိုင်လာနိုင်တယ်အဲ့ကြတော့ဒီကောင်က Malaysia traffic ကလာတာလားဒါမှမဟုတ်ရင်အဲ့လိုမျိုးပေါ့ဒီ plan test အဲ့လိုမျိုးလောက်ထားမျိုးလားဘာညာအဲ့လိုမျိုးပေါ့အဲ့ကြတော့ဒါ rating ကလောက်တာလားဆိုတဲ့သဘောမျိုးပဲဗျာအဲ့ကြတော့ဒါ rating ကလောက်တာမဟုတ်ဘူးလုံးဝလာနေတဲ့ဟာကြီး Malaysia ကနေပြီးတော့ထည့်လာနေဗျာအဲ့ကြတော့ကျွန်တော် plan test oh wait sorry မလို့ not plan test okay အဲ့ကြတော့ what's the direction of traffic တဲ့ကျွန်တော် traffic direction ဘယ်လိုလာလဲတဲ့ select the direction of Malaysia traffic from the available option below တဲ့အဲ့ကြတော့ကျွန်တော်တို့ so destination အဲ့ကြတော့ကျွန်တော်ဘယ်လာလဲ internet ကနေပြီးတော့ company တော့လာတာအဲ့ကြတော့ကျွန်တော်ဒီကောင်လေးရွေးပြရမယ် okay ဟုတ်ပြီတက်ကွဲတာအထက်ကဆက်စပ်ဘူး investigate ဘာညာအထက်ကဆက်စပ်ဘူးဖြစ်သွားလားတိတ်ဆက်စပ်ဘူးဖြစ်တယ်ကျွန်တော်ဒီမှာ200ပြန်သွားတယ်နော် okay ပြီးသွားရင်ကျွန်တော်ခုနကြည့်တဲ့ traffic တွေကောင်မှာသူ200ပြန်သွားတယ်အဲကြတော့ကျွန်တော်က incoming injection attack တွေ you can understand one the attack ကိုဆက်စပ်ဘူး by look at the comment history တဲ့ပြီးသွားရင် endpoint တွေမှာသွားကြည့်လို့ရကျွန်တော်ကြည့်ရပြီဗျာတော့ပြီးသွားဒီမှာဘယ် comment တော့ HP comment ချက်ကျွန်တော် run ဝါလေတိတ် run ဝါပေါ့ဒီနားမှာ HP comment ချက် okay အဲကြတော့အဲ့ဒါဆိုကျွန်တော်ကြည့်ရမယ်တဲ့ comment history ထဲမှာလည်းကျွန်တော်ဒါတွေကိုပြန်သွားကြည့်ရမယ်တဲ့ပြီးသွား you can guess the HTTP response site and SQL injection ID ကို attack တဲ့ okay ကျွန်တော်ဒါတွေတော့မျက်စိပြီးသွားပြီအဲ့တော့ကျွန်တော်အနေနဲ့ next နေနိုင်မယ်ပြီးသွားရင် what's the attack ကိုဆက်စပ်ဘူးဟုတ်တယ်ဆက်စပ်ဘူးဖြစ်သွားတယ်အဲ့တော့ကျွန်တော် yes နေနိုင်မယ်okay ကိုနိုင်မှာတော့ကိုနိုင်မှာဆိုတော့ကျွန်တော်ဒီမှာကိုနိုင်က reduce the impact and reduce the spread of the data reduce the impact okay အဲ့တော့ကျွန်တော်တို့အနေနဲ့ဟိုကိုနိုင်မှာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ပြီးပါပြီခဏဟောပြတယ် each institution has a separate ကိုနိုင်မှာနော်ဒါလေးပါဒါလေးပါအဲ့ဒါအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တကယ်တမ်းကျွန်တော်အလုံးမှာလုပ်ခဲ့ရဆိုရင်ဒါကိုနိုင်မှာတို့ဘာလို့ isolate လုပ်တာဒါလွယ်လွယ်နဲ့ပြီးမလုပ်ဗျာတဲ့လားဟိုကိုကနေကိုရအောင်ရှင်ပြီးတော့ file ကနေပေးအဲ့လိုမျိုးပုံမှန်အဖြစ်ပေးလို့ဒါဘာလို့လဲဆိုတော့အဲ့ကိုနိုင်မှာနေ isolate တွေလုပ်နိုင်ဗျာ user အဲ့လိုမျိုးပေါ့ဒီ operation run နေရတယ်ဥပမာ ID သမားပါညာဆိုရင်ဒီသူလုပ်ထားတယ်ဗျာဥပမာ web server ကိုကိုက်သွားဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲ operation run နေတဲ့လူကအဲ့လိုမျိုးဗျာနှောင့်40ဗျာပြီးသွားရင်လည်းကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့တကယ်တမ်း SOE သမားတွေကနည်းနည်းတစ်ခါလေးရရင် SOE အစိမ်းခံတယ်ပါဗျာကျွန်တော်အဲ့ဒီပြောတာတော့အဲ့လိုမျိုးဘာဖြစ်လဲဆိုတော့ကျွန်တော်တခုခု user အဲ့လိုမျိုးတခုဖြစ်ပြီးဘာညာဆိုကျွန်တော် isolate ကြီးဘာညာကောက်လုပ်လိုက်အဲ့ကောင်အစိမ်းခံရပြီပဲတော့အဲ့ကြောင့်ကျွန်တော်အတက်နိုင်ဆုံးဘယ်လိုမျိုးဖြစ်ရမလဲဆိုတဲ့ကိစ္စကိုတော်တော်စဉ်းစားရတယ်ဗျာတော်တော်လေးလုပ်ရတယ်တစ်ခါလေးရအဲ့လိုမျိုးကျွန်တော် live response call ပြီးတော့အဲ့လိုမျိုးဒီအသေးအံလိုက်ရှာမှာကိုပြန်ဖြတ်လိုက်တာမျိုးဘာမျိုးတော့အများကြီးလုပ်ရတယ်အဲ့လိုမျိုးအဲ့ကြောင့်သူပြောနေတာလည်းအဲ့လိုမျိုးပဲအဲ့လိုမျိုးပေါ့ဒီ company တွေ institution တွေမှာသူတို့ရဲ့ connect လုပ်တဲ့ procedure မတူဘူးဗျာကျွန်တော်ဒီလိုမျိုးထားဖြစ်တာနဲ့ connect တန်းလို့မယ်ဘာညာမျိုးအဲ့လိုမျိုးမလုပ်နဲ့ပြီးသွားရင်ကိုယ့်ရဲ့ senior ကိုအရင် escalate လုပ်သူတို့ senior တွေဘာတွေအဲ့လိုမျိုးဆက်စဉ်းစားပြီးတော့အဲ့လိုမျိုးပေါ့ hobby တင်းနဲ့နည်းနည်း collaborate လုပ်ပြီးတော့ဆက်လုပ်ပါလိမ့်မယ်ဗျာအဲ့ကြောင့်ကျွန်တော်ကဒီကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းသတိထားရတယ် connect ကိုကနေကိုတန်းလို့ isolate ကိုဘောနဲ့ကိုတန်းလို့လုံးဝမရဘူးဒါလုပ်ငန်းပေါ်မှာလုံးဝမှတ်ထားမယ်အရေးကြီးတဲ့ချက်ပဲ okay တော့အဲ့ကြောင့်နှိပ်ဆက်သွားမယ် okay ကျွန်တော်ဒီမှာ value ကိုကျွန်တော်ထည့်မယ် value ဘာထည့်မလဲ okay ကျွန်တော်ဒီ Malaysia ဖြစ်နေ IP ထည့်မယ် command Malaysia IP ပြီးသွားရင် IP address okay ကျွန်တော် next နေလိုက်မယ်Do you need time to escalation နဲ့ time to escalation should be performed in the following situation in case where the attack succeed ဟုတ်တယ်ကျွန်တော်ဘာပြောရလဲ attack succeed ဖြစ်သွားတယ် whether the attacker has compromised the device in the internet network in case where the direction of harmful traffic is from the inside okay အဲ့ကြောင့်ကျွန်တော်ဒီမှာ internet network ထဲမှာတော့ compromise ဖြစ်သွားတဲ့ sign မျိုးကျွန်တော်တွေ့ခဲ့တယ်ဗျာကျွန်တော်ခုမှမိုင်းတို့တို့အမှအထဲမှာ user test လုပ်တာအဲ့လိုမျိုးပေါ့ user test တို့ password တို့ဘာလို့သူပေးသွားတယ်ဖြစ်တယ်ဗျာအဲ့ကြတော့ကျွန်တော်ကဒီကောင်လေးလုပ်ရတယ်ပြီးတော့ time to escalation is not required in the following cases in case where attacks from the internet do not succeed မဖြစ်သွားရင်ကျွန်တော်တို့အဲ့လိုမျိုးပေါ့ succeed မဖြစ်သွားရင် time to escalation လုပ်ရမှာလို့အဲ့ဒါလုံးဝမှတ်ထားမယ်ပြီးတော့ institution may have their own escalation procedure တဲ့ don't forget to learn about the escalation procedure in your institution okay ကျွန်တော်ကဒါလေးလုံးဝမှတ်ထားမယ်ဘာလို့လဲဆိုတော့ကျွန်တော် time မှာတွေးလောက်တော့ဒီလားလုံးဝဒီကောင်ကြီးအလုံးလုံးပေါ့နည်းနည်းစမ်းကြရဗျာလုံးဝအဲ့လိုမျိုးသူကဘာလာအကုန်အဟုတ်တာလေ escalate တာတကယ်ကျွန်တော်တော့ဖြစ်ဘူးလေကျွန်တော်တိလောက်တော့လုံးအကောင်လေးဘာလာ escalation လုပ်တာအဲ့လိုမျိုးဒီကောင်လေးပြီးသွားရင်အဲ့လိုစောင်းကြီးရဗျာပညာမရဘူးဘာဖြစ်တယ်ညာပြီဒီကောင်လေးတေချာမမလုပ်တာပြန်ပြောကျွန်တော်ဒါနဲ့ပြော HP ပြောတာမဟုတ်ဗျာဒါပေမဲ့လုံးဝဒါမှန်တရားပဲလုံးဝဒီကောင်လေးအဲ့လိုမျိုးကြီးအရန်လောက်ကြတာအဲ့ကြတော့ဟိုဒီကောင်ပြန်တက်လာဟုတ်လားပြန်မကရိုးလာလည်းမစမ်းပါဘူးလေထားပါတော့ကျွန်တော်ဒါရင်ပြောနေမှာအဲ့ကြတော့ time to escalation လုပ်ရမှာလားဆိုအတက်က succeed ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒါ yes okay တော့ရမယ်ပြီးတော့ comment ရမယ် comment ကကျွန်တော်ခဏလုပ်ထားလိုက်မယ် okay အဲ့ကြတော့ဒီချိန်မှာကျွန်တော်ကဒီလိုမျိုးအချိန်နဲ့စပြီးတော့ကျွန်တော်ပြင်ရေးလိုက်မယ်အဲ့လိုပဲရေးလိုက်မယ်ဟုတ်ပြီဟုတ်နဲ့ဟုတ်ပါဝေးပေါ် extension တွေတော့လုပ်ဖြစ်တယ်တော့ဒီကွာမှာပြင်ပြီးသွားတယ်ဆက်မှန်းကြတယ်အချက်မကွဲဘူး okay အဲ့ကြတော့ကျွန်တော်တကောင်ရှိမယ်ပြီးသွားရင်ဆိုအဲ့ source IP
source IP perform SQL injection attack by using let's see okay အဲ့လိုဆက်စီဖြစ်သွားတယ်ပြီးသွားရင်ကျွန်တော်တို့ကလုံးဝ when I check the web server it show the sign of directory open and user creation which is MA CIOS ကျွန်တော်ရေးတဲ့လို့ကျွန်တော်ရှောက်ရေးနေတာအဲ့ကြတော့ဟိုကဒါအတိအကျ line လုပ်လည်းဖြစ်တယ်ကျွန်တော်ဒါကျွန်တော်ရေးတဲ့လို့ကျွန်တော်ရေးတာဟိုမှတ်ချင်မှတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဖြစ်နိုင်ရတော့လုံးဝဒီပေါ့ကို case ကိုတကယ်ပြောရင်တေချာရေးမှရမယ်အဲ့လိုမျိုးပေါ့ဒီမျိုးတေချာလေးရေးပေးခြင်းအပြင်တော့ကိုယ့်ရဲ့အပေါ်ကလူတွေဘာရအဲ့လိုမျိုးရှားလွယ်ကြကျွန်တော်ပြောနေတာခဏလေးအဲ့တော့ကျွန်တော်ဒါလေးကိုထူလိုက်မယ်ပြောရင် post has been contain I need to check further okay အဲ့ကြတော့ကျွန်တော်ဒီကောင်လေးဒီမျိုးလေးရေးပေးလိုက်မယ်နော် information related to it is as well as okay ကျွန်တော်ဒီလိုရေးလိုက်ပြီးတော့ကျွန်တော်ဒါလေးအကုန်ထည့်ပေးလိုက်မယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်ဒီမှာ next နေမယ်ပြီးရင်ဒီကိုကျွန်တော် finish နေလိုက်မယ်ဟုတ်ပါ okay အဲ့တော့ကျွန်တော်ဒီမှာဒီကောင်မှာကျွန်တော်ပြန်သွားမယ်ပြန်သွားပြီး close alert နေမယ် true positive ပြီးရင်ကျွန်တော်လုံးကြတိုင်း host bin contain okay ကျွန်တော် close alert နေလိုက်မယ် okay ကျွန်တော်ဒီလက်ပြီးသွားပြီလက်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီလက်လေးကိုချက်ပြန်ဖွင့်မယ် okay ဒီမှာတော့ကျွန်တော်ဒီမှာ playbook runner ကျွန်တော်အကုန်မှန်တယ်အဲ့ကြတော့ကျွန်တော်တို့ဒီ alert မှာဒီ lesson learn လုပ်ရမယ့်အရာတွေကဘာလဲဆိုတော့ကျွန်တော်တို့ဒီလို SQL injection တွေ့သွားရင်ပထမဆုံးအနေနဲ့ဗာဆက်ရမယ်ဆိုတော့ကျွန်တော်ဒီ IP က Malaysia IP ဟုတ်လားမဟုတ်လားအရင်ဆက်ရမယ်ပြီးသွားရင်ဒီ IP ရဲ့ဘာတွေဆက်လုပ်သွားလဲဆိုတော့ information ကိုကျွန်တော်ထပ်ဆက်ရမယ်တော့ဒီ web request တွေဘယ်လို request တွေထပ်လာသွားလဲပြီးရင်သူသုံးနေတဲ့ user agent ကဘာလဲအဲ့လိုတစ်ခါတည်းကအဲ့လို nick 2တို့ဘာလို့ရှိမယ်ဗျာတစ်ခါတည်း hydra တို့ဘာလို့ရှိမယ်အဲ့လို user agent တွေမှာ anomaly ဖြစ်နေဘာညာဆိုဒီကောင်2သုံးပြီးဆက်တယ်ဗျာအဲ့လိုပေါ့အဲ့ကြတော့အဲ့လိုຢာတွေရှိမယ်အဲ့လိုຢာတွေရှိမယ်ပြီးတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ web request တွေကိုကျွန်တော်ကြည့်ရမယ်ဗျာ web request တွေမှာကျွန်တော်တို့ဒီ status code မှာဆက်ဆက်ဖြစ်သွားလိုက်ကြည့်ရမယ်ပြီးတော့အဲ့လို redirect ဖြစ်သွားလိုက်ကြည့်ရမယ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးပေါ့ဒီ get post တွေလည်းကျွန်တော်တစ်ချက်ကြည့်ရမယ်အဲ့ get မှာဆိုရင်ကျွန်တော်တို့ user request တွေကိုမြင်ရဗျာ post မှာဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးဒီ log မှာဆိုရင်မမြင်ရတော့တာများတယ်ဗျာအမဟုတ်မမြင်ရပါပြောရင်အဲ့ကြတော့ကျွန်တော်တို့အနေနဲ့ကဘယ်လိုဖြစ်လဲဆိုတော့အဲ့ request တွေမှာကျွန်တော် like ကြည့်ရမယ်ပြီးတော့ဒီလိုမျိုးဒီ plan test ကိုဘာလို့ကြတော့ဗျာကျွန်တော်တို့ဒီ Redin သုံးတဲ့ IP လေးဘာလေးမှတ်ထားလိုက်ပေါ့အဲ့လို Redin သုံးတဲ့ IP လေးမှတ်ထားပြီးတော့ဒီ IP ကဘာညာလာနေဆိုတော့ဒါ Redin ပဲဗျာအဲ့လိုမျိုးတတ်မှတ်လိုက်လို့ရတယ်ပြီးတော့အဲ့လိုပေါ့ဒီ attack successful ဖြစ်သွားရင်ဘာညာဆိုရင်တော့ဟုတ်တယ်ဒါပုံမှန်အဖြစ် mostly case ကတော့ဒါလောကဟိုပါဗျာအဲ့ attack successful ဖြစ်သွားရင်အဲ့သူ့ကို escalate လုပ်အဲ့ဒါတော့အကောင်းဆုံးပဲပေါ့နော်အဲ့ကြတော့ပြီးရင်ကျွန်တော်နောက်ဒီနေ့ပြောပြခဲ့တဲ့အရာတွေမှာအဲ့ containment isolation လုပ်တဲ့နေရာမှာသတိကြီးကြီးထားပါဘာလို့လဲဆိုတော့ organization တစ်ခုနဲ့တစ်ခုနဲ့ကဒီလိုမျိုး isolation ကို containment လုပ်တဲ့ procedure တွေကတစ်ခုနဲ့တစ်ခုကမတူဘူးတော့ကိုယ်တော်နဲ့ကိုယ်အဲ့ဒါကြီးလုပ်လို့မရဘူးကို SOC level 1တယောက်အနေနဲ့လုပ်တယ်ဆိုရင်အရင်ဆုံးအကြီးအနေနဲ့အရင်တိုင်မယ်တော့ level 2တွေပိုင်းနဲ့အရင်တိုင်မယ်ပြီးတော့မှအဲ့ဒါကိုလုပ် level 2 design လိုက်မယ်ဗျာလောကအဲ့လိုမျိုးပေါ့အဲ့ကြတော့ဒီနေ့အလက်ကတော့ဒီနေ့ရှင်းပြချင်တာကတော့ကျွန်တော်ဒီလက်ကတော့ဒီလောက်ပဲပြောရရင်နောက်နေ့တွေမှာကျွန်တော်ရှင်းပြမယ်ကျွန်တော်ဥစ္စာပေါ့နော်မနက်ကကျွန်တော် comment တစ်ခုတွေ့လိုက်ပေါ့နော်ဟို head box တို့ဘာလို့ကျွန်တော်ဟိုဘာပါလဲလောက CDF လေးပါညာအေးရှားတော့တို့ဘာလို့လုပ်ပေးအဲ့လိုမျိုးပေါ့လုပ်ပေးပါညာ request တာကျွန်တော်လုပ်ပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ဘာလို့လဲဆိုတော့သူကအဲ့ဒါကျွန်တော်ဟိုဟာလေး retire machine လေးပဲလုပ်ပြမယ်နော်လောကဘာလို့လဲဆိုတော့ကျွန်တော် edit machine တွေကကြာဘာဖြစ်လဲဟိုသူက write at တွေဘာညာဟို publicly အရင်ဆုံးဒါဟိုဖြစ်ပေးလို့မရဘူးဗျာကျွန်တော်တို့အနေနဲ့ကျွန်တော် even လို့ကျွန်တော်လုံးနိုင်ရဆိုရင်တော့မှကျွန်တော်ဟိုဟာဘယ်လိုပြောမလဲ write at ကျွန်တော်ဒီလိုမျိုး video audio တွေဘာလုပ်လို့မရဘူးအဲ့ဒါဘန်းခံရပါဗျာအဲ့ကြတော့ကျွန်တော်အနေနဲ့ကျွန်တော် retire machine လေးကိုကျွန်တော်ဘယ်လိုစဉ်းစားလဲဘယ်လိုလုပ်လဲအဲ့လိုမျိုးလေးတွေကျွန်တော်နောက်နေ့ကျရင်ဆက်လာမယ်ဒါပေမဲ့ကျွန်တော် request ညနာကတော့ကျွန်တော်ဒီဟိုဟာလေးတွေအရင်ရှင်းလိုက်မယ်ပေါ့နော်ဒီ daily ဒီ SOC မှာတက်လေးရှိရဲ့အလက်လေးကိစ္စကိုကျွန်တော်အရင်ရှင်းလိုက်မယ်အဲ့ဒါပြီးတော့မှကျွန်တော်ဒီမှာအလက်ကောင်အောင်မသွားဘဲနဲ့ကျွန်တော် head box ရှားတော့ပြန်ကူးပေးမယ်ပေါ့နော်ဒါကျွန်တော်အဲ့လိုစဉ်းစားထားတယ်ပေါ့အဲ့တော့ကျွန်တော်အားလုံးပဲကျေးဇူးပါကျွန်တော်ပြီးရင်နောက်ထပ်ကြေညာချင်တာလေးတစ်ခုကဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဟိုပါပေါ့ဒီလာကောင်လောက်ဒီလာကောင်နောက်လာစားတော့ကျွန်တော်ဒါတင်တန်းဖွင့်ဖို့ရှိတယ်။တော့ Cyber Black People Preparation ရဲ့ပြီးတော့ SOC ကိုကျွန်တော် intense course အနေနဲ့ကျွန်တော်လုပ်မယ်ပေါ့နော်။တော့အဲကြတော့ကျွန်တော် theory base ပါမယ် practical base ပါမယ်ကျွန်တော်ဒါအကုန်လုံးလုံးဝ job ready ဖြစ်အောင်ကျွန်တော်အကုန်ဟိုဖြစ်ပေးမယ်ဗျာကျွန်တော် experience နေပါတယ် interview ဘယ်လိုပြော preparation ရစားကျွန်တော်အကုန်လုံးဟိုဖြစ်ပေးမယ်ကျွန်တော်အကုန်ဟိုက knowledge sharing တွေရောကျွန်တော်ရှိမြပညာအကုန်လုံးပေးမယ်ကျွန်တော်ဘက်ကတော့ ready ပဲအဲကြတော့တကယ်လို့စိတ်ဝင်စားရဆိုရင်@AMMK8899အဲ့ဒီကိုတစ်ချက်လာပြီးတော့ကျွန်တော်ဟိုသားဖြစ်လို့ရတယ်လာစုံစမ်းလို့ရတယ်တင်တန်းကြီးကတော့ကျွန်တော်လောလောဆယ်ဘယ်လိုပြောမလဲ၄သိန်းသတ်မှတ်ထားပေးမယ်ကျွန်တော်အခုလာတဲ့ပထမဆုံးလာတဲ့9ရောက်ကျွန်တော်3သိန်းခွဲနဲ့ပြင်မယ်ပေါ့နော်တော့အဲကြတော့ကျွန်တော်တင်တန်းရှိမယ်လာတက်လို့ရတယ်ကျွန်တော်ကတော့ share ကိုအကုန်လုံး ready ပဲပြီးရင်ဒီ video လေးလည်းကျွန်တော်ဒါဆက်လုပ်ပါမယ်ပေါ့နော်အဲ့တော့ join လာတော့ဒီလောက်ပဲနောက်နေ့မှတွေ့မယ်